စင်ကလေးကစားနဲ့နှစ်ကလေးဖူးဖူးကလေးတို့ရေဟိုးအရင်တုန်းကစိမ့်လန်းဆိုပြီးတဲ့တောအုပ်ကြီးထဲမှာကစားလို့ခေါ်တဲ့စင်ပေါက်ကလေးတစ်ကောင်ရှိတဲ့ကစားဟာအရန်ကိုဖော်ရွေပြီးကစားရတာကိုလည်းတိတ်ဝါသနာပါတဲ့တနေ့မှာတော့ကစားဟာတစ်ပင်ကြီးတစ်ပင်အောက်မှာငိုနေတဲ့အဖူးဖူးလို့ခေါ်တဲ့နှစ်ကလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်ဖူးဖူးလေးဟာအရန်ကိုဝမ်းနေနေပုံရတာပေါ့ဖူးဖူးဘာလို့ငိုနေတာလဲဟင်လို့ကစားကစိုးရိမ်တကြီးမေးလိုက်တယ်ငါရဲ့အိမ်လေးဖြစ်တဲ့အတိုက်လေးပျက်စီးသွားလို့ပါလို့ဖူးဖူးကခြိုက်ကြီးတင်ငင်ပြန်ပြောပြတယ်မငူနဲ့တော့နော်ဖူးဖူးငါမင်းကိုကူညီပါရစေလို့ကစားကအားပေးလိုက်တယ်ကစားဟာအတိုက်အစ်စ်ဆောက်ဖို့အတွက်အကောင်းဆုံးနေရာကိုပတ်ပတ်လဲလိုက်ရှာတော့တာပေါ့ကစားဟာတစ်ပင်အမြင့်ကြီးပေါ်ကတကိုင်းတွေကိုသူ့ရဲ့နှမောင်းနဲ့လှမ်းမိဖို့စူးစမ်းကြည့်တယ်ဒါပေမဲ့ကစားကစင်ကလေးပဲရှိသေးတော့တကိုင်းအမြင့်ကြီးတွေကိုမမီနိုင်ဘူးဖြစ်နေတယ်အဲ့ဒီအချိန်မှာဖူးဖူးကအပေါ်ကိုပြန်တက်သွားပြီးကစားဖိုးဘက်ကတစ်ပင်လေးကပိုပြီးခိုင်ခန့်မယ်ထင်တယ်လို့အကြံပေးလိုက်တယ်ကစားဟာမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့မျက်ခြောက်လေးတွေနဲ့တစ်ခတ်လေးတွေကိုသူ့ရဲ့နှာမောင်းနဲ့တစ်ခုချင်းစီလိုက်ကောက်ပေးတယ်ကစားကသူကောက်လို့ရသမျှအတိုက်ဆောက်မဲ့ပစ္စည်းတွေကိုဖူးဖူးစီကိုညင်ညင်သာသာလေးကမ်းပေးလိုက်တယ်ဖူးဖူးကလည်းအယံဝမ်းသာသွားတာပေါ့ဖူးဖူးဟာကစားကူညီပေးတဲ့ပစ္စည်းလေးတွေနဲ့တစ်ပင်မြင့်မြင့်ပေါ်မှာလှပပြီးနှွေးထွေးတဲ့အတိုက်အစ်စ်လေးကိုအောင်မြင်စွာဆောက်လိုက်နိုင်ပါပြီအခုဆိုရင်ကစားနဲ့ဖူးဖူးတို့ဟာအခင်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပြီပေါ့သူတို့နှစ်ယောက်ဟာတောအုပ်လေးထဲမှာအတူတူကစားရင်းပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်